မြင်ကွင်းကတော့တကယ်ကိုအံ့ဩဖို့ကောင်းပါလေရန်သူကသူ့စီကိုလက်ပစ်ပုံတစ်လုံးနဲ့လှမ်းပစ်လိုက်ပေမဲ့ဒီလူကအဲ့ဒီပုံကိုလက်ပလာနဲ့ဖမ်းယုံနေမကားပဲလက်ဖွားထဲမှာနဲ့အမုံချေပစ်လိုက်တာဗျာသူ့အရေးပြားကဘေးရန်ထဲမှာဖျက်ဆီးလို့မရတယ်လို့ပစ္စတိုတနက်ကိုတော့ဂျုံနေတယ်လို့မျိုးလေးပစ်နိုင်တဲ့ခေါင်းသားမျိုးရှိနေတာပါတကယ်လို့သူဟာထောင်ထဲမှာမတရားဆွဆွဲခံရပြီးအကျဉ်းချနေတော့ကဂျုံခဲ့ရတဲ့မတော်တဆမှုတစ်ခုကြောင့်ဒီစွမ်းသားတွေကိုရလာတာပါရက်ဆက်တဲ့ထောင်ပိုင်းကိုပြန်လဲခုခံနေလို့အသေးအလဲအရိုက်ခံရပြီးတီလူမျောပါထိနေချိန်မှာဆရာဝန်တယောက်ကသူ့ကိုလူသားစမ်းသပ်မှုတစ်ခုလိုအသုံးချခဲ့တယ်ထောင်ပိုင်းကသူ့ကိုပိုပြီးနှိပ်စက်ချင်တဲ့စမ်းသပ်ဆက်ရဲ့အရှင်ကိုအဆုံးထိတင်လိုက်တဲ့အခါစက်ကီးပောက်ကွဲသွားပါတော့တယ်အဲ့ဒီမှာဆရာဝန်နဲ့ထောင်ပိုင်းတို့ပွေးချင်းပေးသေးဆုံးသွားပြီမဲ့သူကတော့ဒဏ်ရာတွေချက်ချင်းပျောက်ကင်းပြီးစူပါစွမ်းနှုန်းတွေရရှိသွားခဲ့တာပေါ့သူဟာထောင်နေရန်ကိုလက်သီးနဲ့ထိုးခောက်ပြီးထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်ထောင်ကလွတ်လာပြီးနောက်မှာတော့သူဟာလူမသိအောင်ပုံနေရင်တငယ်ချင်းတီသူရဲ့စပင်းညက်ဆိုင်မှာအလွတ်လုံနေခဲ့တယ်ဒီနေ့မှာတော့တရုတ်စားတောက်ဆိုင်ရှေ့ကနေဖြတ်သွားရင်လူမိုက်သူစုကတရုတ်လင်မယားနှစ်ယောက်စီကနေစက်ကျဲတောင်းနေတာကိုမြင်ပြီးဝင်တားလိုက်တယ်လူမိုက်ကတော့ထွက်ပြီးဘေးစ်ဘောတုံးနဲ့ရိုက်ပြီးမယ်သူကလက်နဲ့ကားလိုက်ယုံနဲ့တုတ်ကကျိုးသွားခဲ့တာပါအဲ့ဒီနောက်မှာတော့လက်သီးနဲ့ထိုးတဲ့လူကလက်ကောက်ပဲကျိုးသွားလို့တနက်နဲ့ပြက်တဲ့လူနဲ့သူကကြီးစန်းကိုလက်နဲ့ဖမ်းပြလိုက်တော့အားလုံးလန့်ဖြတ်ပြီးထွက်ပြေးကုန်ကြတာပေါ့ဒါပေမဲ့သူတို့ဟာနယ်မြေကန်ဂွင်စတာဝါတာဗိုက်ဘာရဲ့လူတွေဖြစ်နေပါတယ်အဲ့ဒီညမှာပဲဂွင်ထောက်တွေကစပင်းညာဆိုင်ကို AK47 နေနဲ့လာပြကြတယ်သူကခလင်းငယ်ကိုသူ့ခန္ဓာကိုယ်နဲ့ကာကွယ်ပေးနိုင်ခဲ့ပြီမဲ့စိုင်ရှင်ဖြစ်သူကတော့တေဆုံးသွားပြီးစုထားတဲ့ပတ်စံတွေလည်းလူရခလိုက်ရတယ်ဝမ်းနဲ့ကျဲကွဲပြီးဒေါသထွက်နေတဲ့သူဟာဝါတာဗိုက်ဘာရဲ့စခန်းကိုတရုတ်ထဲသွားရောက်လက်စားချေပါတော့တယ်ကားတကားကိုလက်နဲ့ဆွဲခွာနေရန်တွေကိုဖြိုဖျက်ပြီးလမ်းဘေးကတန်ပိုက်လုံးတွေကိုဆွဲနှုတ်ကရန်သူတွေကိုတရဆက်နှိမ့်နှိမ့်လိုက်တာဂွင်သားတစုလုံးမခံနိုင်တော့ပါဘူးစက်တနက်တွေနဲ့တရဆက်ပြစ်နေတာတော့သူကလာဆိုဖာကြီးကလုံးကိုလက်နဲ့လုတ်ပြီးအေးအေးဆေးဆေးပဲအနံ့ယူလိုက်တာဗျာနောက်ဆုံးမှာတော့ဂွင်ရဲ့ဘာနာတိုက်ကိုပါဖောက်ပြီးပစ္စည်းတွေအကုန်ယူသွားခဲ့ပါတယ်ဒေါသအကြီးကျယ်ထွက်နေတဲ့ဝါတာဗိုက်ဘာကသူရှိနေတဲ့တရုတ်စားတောက်ဆိုင်ကို rocket launcher နဲ့ပစ်ခတ်ဖောက်ခွဲလိုက်ပါတယ်အဆောက်အဦကြီးပြိုကျသွားတော့လူတိုင်းကသူသေးပြီလို့ထင်ခဲ့ကြပေမဲ့သူကတော့အသက်ရှင်နေုံတင်မကပဲဆိုင်ရှင်ရဲ့ဇနီးကိုပါကေထုတ်နိုင်ခဲ့တယ်အဲ့ဒီနောက်သူဟာဝါတာဗိုက်ဘာရဲ့အိမ်ထဲကိုဇုတ်ဝင်သွားပြီးငါ့လူတွေကိုထပ်ထီရဲ့မင်းကိုအရှင်းမထားတော့ဘူးလို့တတိပေးလိုက်ပါတယ်အဆက်ထားသွားတဲ့ဝါတာဗိုက်ဘာကသူ့ကိုအပြစ်ရှင်းဖို့တော့အာကာသတပ်တူနဲ့လှုပ်ထားတဲ့ X-White Floor ဟော်တဲ့အထူးကြီးစံကိုငွေပုံပေးပြီးဝယ်လိုက်တယ်ဒီကြီးစံကဘေးအရာမျိုးလိုမှဖျောက်ထွက်နိုင်ပြီးခန္ဓာကိုယ်ရဲ့ရောက်မှဒုတိယအကြိမ်ထပ်ပြီးပောက်ကွဲတာပါတနေ့မှာတော့သူကရီးစားဖြစ်သူနဲ့လမ်းလျှောက်နေတော့လူသက်သမားကအဲ့ဒီကြီးစံနဲ့လမ်းပြလိုက်တယ်ကြီးစံဟာသူ့ခန္ဓာကိုယ်ထဲမှာဒုတိယအကြိမ်ပောက်ကွဲသွားတဲ့အတွက်သူဟာနာကျင်စွာနဲ့လဲကျသွားပါတော့တယ်ရီးစားဖြစ်သူကလူနာတင်မခေါ်ပြီးမြဲလူသက်သမားကသူတို့ကိုလိုက်လံတိုက်ခိုက်နေစေပါပဲသူတို့နှစ်ယောက်ဆေးကန်းထဲမှာပုံအောင်နေချိန်မှာတရိษံဆေးကွာပညာသင်ထားတဲ့သူကြီးစားကဒဏ်ရာတွေကကြီးစံတွေကိုထုတ်ပေးဖို့ကိုစ조사ခဲ့နေဒါပေမဲ့ခက်တာကခွဲစိတ်ဓာတ်ကသူ့ရဲ့တန်မနီလိုအရေးပြားကိုလုံးဝအလီလို့မရတာပါနောက်ဆုံးမှာသူကိုယ်တိုင်ပဲအားစိတ်ပြီးကြီးစံကိုထုတ်ဖို့စ조사လိုက်တဲ့အခါအားတန်ကြောင့်ခွဲစိတ်ဓာတ်လေးနှစ်ပိုင်းကျိုးသွားပါတော့တယ်